အခြားလူ69ယောက်နဲ့အတူကျွန်တော်ဟာရက်ဆက်ကြမ်းကြုတ်တဲ့ရှင်တန်ချင်းဂိမ်းတစ်ခုဖြစ်တဲ့လူမွေးဂိမ်းတွေကိုမတော်တဆဆွဲခေါ်ခံလိုက်ရတယ်ဒီဂိမ်းမှာအနိုင်ရတဲ့သူကဒေါ်လာ1တန်းစုကြည့်ရမှာဖြစ်ပေမဲ့စီကံကတော့ဒါပဲဒေါ်လာ50တင်းနဲ့9ရက်ကြာအောင်အသက်ရှင်ရမယ်တကယ်လို့ခမရတာဆိုရင်ဘယ်လိုရှင်တန်မလဲ professional လူမွေးတယောက်အနေနဲ့စီကံတွေကိုမြင်လိုက်တာနဲ့ဂိမ်းရဲ့ဟာကွက်ကိုကျွန်တော်ချက်ချင်းရင်းမိလိုက်တယ်မကြခင်မှာပဲစနစ်ရဲ့ electronic အတန်ထွက်ပေါ်လာတယ်လူမွေးဂိမ်းကနေကစားသမားတယောက်ကိုကြိုဆိုပါတယ်စတင်ငွေဒေါ်လာ50ရီမန်းချက်ကဂိမ်းထဲမှာ9ရက်ကြာအောင်ရှင်တန်ဖို့အနိုင်ရသူကဒေါ်လာ1တန်းစုကြည့်ရပါမယ်ငွေပို3မီတာတည်ဆုံးတာဒါမှမဟုတ်ဂိမ်းနယ်မြေတွေကနေထွက်ခွာတာဟာဒေါ်လာ1တန်းအကျွေးနဲ့အတူပြန်ပွဲကနေထုတ်ပယ်ခံရမှာဖြစ်ပါတယ်အတန်ကခဏနာသွားပြီးကောက်ကျစ်တဲ့လေတန်းနဲ့ဆက်ပြောတယ်ကဲဘသူတွေများကြောက်လို့ထွက်ချင်လဲနောက်နေတာလားကျွန်တော်ရေတဲနဲ့တင်9ရက်ရှင်တန်နိုင်နဲ့ကျွန်တော်ဘေးကတီရှပ်အပေါ်ဆောက်ထားတဲ့လူဝါကြီးတယောက်ကဝင်ပြောတယ်ဒေါ်လာ50ဆိုရင်ပေါက်စီနဲ့အချင်းဖက်တွေဝယ်စားလို့ရတာပဲဂယူးဆိုင်ရင်လောက်ပါတယ်ကြီးကြီးစားကြီးကြီးကစားဖို့နည်းနည်းရင်းပြီးအများကြီးနိုင်မယ်ထွက်သွားတဲ့သူကမှလူမိုက်ပဲလူအုပ်ကြီးဟာကန်းကန်းတာတာစိတ်လှုပ်ရှားမှုတွေနဲ့စူညံသွားတယ်ကောင်းပြီးကစားသမားတရားလုံးပါဝင်မယ်ဂိမ်းစီကန်းတွေအခုကစပြီးအသက်ဝင်ပြီးထွက်ခွာခွင့်မရှိဘူးလေးစိတ်မောင်ကိုမှကစားသမားတရားလုံးကိုကြဟိုဆိုပါတယ်ကံကောင်းကြပါစေအလင်းဖြူတစ်ချက်လက်သွားပြီးနောက်ကျွန်တော်ဟာကြီးမားခမ်းနားပြီးခင်မိတဲ့လေးစိတ်ကြီးတစ်ခုနဲ့ရောက်နေတာကိုတွေ့လိုက်ရတဲ့လေးစိတ်ကအရန်ကျဲလုံးလို့အဆုံးကိုတော့မမြင်ရဘူးလူအုပ်ကြီးကအရက်မျက်နှာအနှံ့ပြေးလွှားနေကြတာဘသူကကစားသမားဘသူကဂိမ်းထဲကလူဆိုတာခွဲရခက်တယ်ကျွန်တော်ရဲ့ဂိမ်းအကောင့်ထဲမှာစတင်ငွေဒေါ်လာ50ပြနေတယ်ကျွန်တော်ရဲ့မျက်နှာပြင်မှာတိုင်းတာတဲ့မီတာ3ခုပေါ်လာတယ်စာလောင်မှုရင်ငတ်မှုနဲ့စွမ်းရည်3ခုလုံးပြည့်နေတော့မဲ့တစ်ဖက်မှာရှိတယ်ကုန်းစုံဆိုင်ကိုမြင်လိုက်တော့ဈေးနှုန်းသွားကြည့်ဖို့ကျွန်တော်ထွက်လာခဲ့တယ်ရေခဲတက်တာနာရောက်တာနဲ့တယောက်ကမိုးတန်ပါကြီးနဲ့ရေရွတ်လိုက်တယ်ဟိုကောက်ရေတပူးကို15ဒေါ်လာတောင်းလားဒါတပြတိုက်နေတာပဲကျွန်တော်ရှောက်ကြည့်ပြီးစင်ဘောကဈေးနှုန်းတွေကိုစစ်ဆေးလိုက်တယ်စိတ်ပြတ်သွားမိတယ်ခက်ခိတ်က50စန်တဝက်က40ပေါက်စီကတလုံး10ဒေါ်လာအပေါ်ဆုံးဆိုတာမှု6တထုပ်တောင်18ဒေါ်လာပေးရတယ်တရက်ကိုဒေါ်လာ9စုစုပေါင်းလောက်ပဲသုံးလို့ရတဲ့အနေထားမှာကျွန်တော်ရေတပူးရဲ့တဝက်ကိုတော့မဝယ်နိုင်ဘူးလူဝါကြီးကစိတ်ပြက်လက်ပြက်မျက်နှာနဲ့ကျွန်တော်ကိုကြည့်လိုက်တယ်ကစားသမား66ငါတို့တော့သွားပြီးဒီပတ်စံနဲ့ရေ3ဘူးပဲဝယ်လို့ရတယ်လူတွေတစ်ပတ်အတွင်းတေကုန်ကြတော့မှဒါပဲကျွန်တော်တက်ပြင်းချလိုက်တယ်စနစ်ကပရာဟီတာလုပ်နေတာမဟုတ်ဘူးဒီလောက်မရိုးရှင်းမှုဆိုတာကျွန်တော်သိသားပဲအခြားကစားသမားတွေဆိုင်တဲ့ကိုတိုးဝင်လာကြပြီးတုံလုံးချုပ်ချနေကြတယ်လူဝါကြီးကကျွန်တော်ကိုဘေးဆွဲထုတ်သွားတယ်ကစားသမား66ငါနာမည်ဝိတ်ကစားသမား44ငါတို့အဖွဲဖွဲရအောင်တယောက်ခမ ्या ကိုနားနှောက်ရှက်ရင်ကျွန်တော်ရှင်းပေးမယ်သူကကိုခံပညာကွက်အချို့ကိုဖြက်ဖြက်လက်လက်ထိုးပြတယ်ဒါပေမဲ့ဂိမ်းစီကန်းတွေကိုတေချာမသိသေးခင်ထိကျွန်တော်ဘယ်သူနဲ့မှအဖွဲမဖွဲချင်တေးဘူးဒါကြောင့်ရင်ကြေးညင်းပြီးတယောက်ထဲထွက်လာခဲ့တယ်ပထမဆုံးဦးစားပေးအနေနဲ့အလကားရမယ့်ရေကိုရှာရမယ်အင်တာအပြင်ဘက်မှာရေစင်တစ်ခုနဲ့ဘေးမှာပစ်ထားတဲ့ပလတ်စတစ်ဘူးကိုနှစ်ဘူးကိုတွေးလိုက်တယ်အဲ့ဒါတွေကိုစေးကြောပြီးရေဖြည့်လိုက်တယ်ရေကိစ္စပြီးကုန်ကြစည်တူညနောက်ထပ်ကစွမ်းရည်ရင်းမြစ်ကော်ဖီဆိုင်ဒီဇိုင်းကိုကျွန်တော်တွေးလိုက်တယ်အဲ့ဒီကပစ္စည်းတင်တဲ့စင်ပေါ်မှာတကြားထုတ်တွေခင်းနံဘူးလေးတွေနဲ့တကြားညိုထုတ်တွေအစီရင်ရှိနေတယ်တကြားကအရေးကြီးတဲ့စွမ်းရည်ရင်းမြစ်ပဲတွေးချိုကြတာကိုကောက်ွယ်ဖို့အရေးပေါ်အချိန်တွေမှာသုံးလို့ရတယ်ကျွန်တော်ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးအိမ်ကပစ္စည်းကိုယူနေတယ်လို့မျိုးအေးအေးဆေးဆေးရှောက်သွားလိုက်တယ်နှစ်စက္ကန့်အတွင်းမှာပဲတကြားထုတ်တဒါစင်ကျော်နဲ့ခရင်ဘူးအချို့ကိုအိတ်ထဲထည့်လိုက်တယ်ကော်ဖီဆိုင်ကနေအေးအေးဆေးဆေးထွက်လာပြီးလူရှင်းတဲ့ထောက်တနေရာမှာတကြားနှစ်ထုပ်ကိုဖောက်ပြီးပါဇက်ထဲတန်းတုံထည့်လိုက်တယ်အချို့တက်ကရှာပေါ်မှာပောက်ကွဲသွားပြီးခိတခဏစိတ်ကြည်နှံ့မှုကိုပေးစွမ်းတယ်တကြားကိစ္စပြီးကုန်ကြစည်တူညလေးစိတ်ရဲ့အဲယာကွန်းကရေခဲတက်တာလိုပဲအေးစိတ်နေအောင်ဖွင့်ထားတယ်ဒါဟာစနစ်ကတမင်လို့ထားတာဖြစ်နိုင်တဲ့အေးလေးကျွန်တော်တို့ရဲ့စွမ်းရည်တွေပိုကုန်လေးပဲကျွန်တော်ရဲ့အင်ဂျီပါလေးကအေးတံကိုမကာကွယ်နိုင်ဘူးနှွေးထွေးနေဘူးစက်တိုက်လှုပ်ရှားနေရမယ်အမိုက်ပုံနဲ့နှိုက်ရှာလိုက်တော့တယောက်လေရင်ပေါ်ကဆင်းပြီးပစ်ထားခဲ့တဲ့ဆောင်းစုပ်တစ်ခုကိုတွေးလိုက်တယ်အချိန်ကုန်လာတာနဲ့အများဘိုက်ကပိုးစားလာတယ်ည8နာရီလောက်မှာမုတ်တိုက်တစ်ခုနားရောက်သွားတယ်မန်ပီယိုတဲကမယောင်းရသေးတဲ့ပေါင်မုတ်တွေရဲ့အနှံ့ကဘိုက်ကိုပိုးစားစေတယ်ကျွန်တော်ရဲ့ပါနဲ့တဲ့လူငွေအမြင်အရဒီမုတ်တွေဟာအခုချိန်ဆိုရင်ဈေးလျော့နေတင်ပြီးမူလဈေး30ရှိတဲ့ပေါင်မုတ်ကအခုတော့15ဒေါ်လာပဲရှိတော့တယ်ဒါပေမဲ့ဒါကမလုံလောက်သေးဘူးစိုင်းပိတ်ခံနီးလေးဈေးကပိုကျလေးပဲဒါမှမဟုတ်လက်ကားတောင်ရနိုင်တယ်ငွေတစ်ချက်စုနိုင်လေးရှင်တန်ဖို့အခွင့်အလမ်းပိုများလေးပဲကျွန်တော်မုတ်တိုက်ရှိကခုံတန်းလျားမှာမျက်လုံးမိတ်ပြီးနားနေလိုက်တယ်ရုတ်တရက်လူ20 30လောက်ကအရက်မျက်နှာအနှံ့ကနေမုတ်တိုက်စီကိုအယူမူပြေးဝင်လာကြတဲ့ဝင်ပေါက်လေးဟာရုံရင်ဆန်ခက်တွေဖြစ်ကုန်တယ်အဲ့ဒီကြားထဲမှာလူတွေကပတ်စံတွေဝိရမ်းနေကြတယ်လို့တချို့ကလည်းစင်ပေါ်ကမုတ်တွေကိုဒီတိုင်းဆွဲယူနေကြတယ်ထိတ်လန့်နေတဲ့ဆိုင်ဝင်တန်းကတန်းစီကြပါလို့အော်နေပေမဲ့အချင်းကြီးပါပဲမိနစ်ပိုင်းတွင်းမှာပဲကျွန်တော်မျက်စိကျနေတဲ့ dose ပေါင်မုတ်အပါဝင်ဈေးလျှော့ထားတဲ့ပစ္စည်းမှန်သမျှကုန်သွားတယ်ပေါင်မုတ်ရလိုက်တဲ့သူတွေကအသက်ဘေးကလွတ်မြောက်သွားတယ်လို့တက်ပြင်းချနိုင်ကြပေမဲ့မရလိုက်တဲ့သူတွေကတော့ရင်ဘတ်စီ DB စိတ်ပြက်လက်ပြက်ဖြစ်နေကြတယ်လေတူထဲမှာကစားသမားတွေရဲ့ဆဲဆိုတန်တွေညှဉ်းညူတန်တွေနဲ့ပြည့်နေတယ်ကျွန်တော်ရဲ့စားလောင်မှုမီတာက30ရာခိုင်နှုန်းအထိကျဆင်းသွားပြီးကျွန်တော်အသက်ပြင်းပြင်းရှူပြီးဘိုက်အောင်တာကိုအောင်ရဲလိုက်တယ်ရုံရင်ဆန်ခတ်ဖြစ်နေတာတွေကိုမျက်စိလွှာAB အပေါ်ကလေရင်သတင်းအချက်လက်ပြဖုတ်ကြီးကိုမော့ကြည့်လိုက်တယ်လေရင်နောက်ကျတဲ့အနီရောင်စာတန်းတွေတက်နေတယ်အခုကကျွန်တော်ရဲ့အရေးချင်းကိုပြရမယ့်အချိန်ပဲဒီလေစိမ့်မှာကစားသမားတွေဟာဘယ်နေရာကိုမဆိုလွတ်လပ်စွာသွားလာလို့ရတယ်လေရင်လက်မှတ်မရှိလဲဂိတ်တွေအထိသွားလို့ရတယ်ကျွန်တော်ပုဂ္ဂိုလ်ကြည့်ပြီးအနီရောင်နဲ့ရေးထားတဲ့လေရင်နောက်ကျမှုတွေကိုရှာလိုက်တယ်6နာရီထက်ပိုနောက်ကျတဲ့လေရင်တွေကသာကျွန်တော်ရဲ့ပြစ်မှတ်ပဲကျွန်တော်အားနေနေတဲ့ခြေထောက်တွေကိုတရုတ်တိုက်ဆွဲပြီးလေရင်တက်မဲ့ဂိတ်စီရှောက်လာခဲ့တဲ့ဂိတ်မှာလူအုပ်စုလေးတစ်ခုရှိနေပြီးစိတ်ပြတ်မှုတွေနဲ့ချွေးနှက်တွေပြည့်နေနေတဲ့ဂိတ်တရားနှစ်က8နာရီနောက်ကျနေပြီးပိတ်မိနေတဲ့ခီးသည်တွေကဂိတ်ဝန်ထမ်းကိုဝိုင်းဝန်းနေကြတယ်ဝန်ထမ်းမလေးဟာမျက်နှာတွေနီမြန်းနေပြီးခီးသည်တွေရဲ့အော်ဟစ်တန်တွေကြားမှာငိုတော့မလို့ဖြစ်နေတယ်ခင်ဗျားတို့လေချောင်းလိုင်းကလုံးဝအသုံးမကျဘူးလားငါကလေးကစာလို့ငိုနေပြီးဘာလုပ်ပေးမှလဲနင့်နာကြီးပေးအခုချက်ချင်းပေးအခြေအနေကရုံရင်ဆန်ခတ်ဖြစ်နေပြီးဝန်ထမ်းမလေးရဲ့အတန်းကလူအုပ်ကြီးရဲ့အော်တန်တွေအောက်မှာပျောက်ဆုံးနေတယ်ဒါဟာကျွန်တော်အတွက်အခွင့်အရေးပဲကျွန်တော်လူအုပ်ကြားတဲ့ကိုအားကုန်သုံးပြီးတိုးဝင်လိုက်ပြီးဝန်ထမ်းမလေးရဲ့ရှစ်တက်မှာရက်လိုက်တယ်တိတ်ဆန်းလို့ကျွန်တော်အားကုန်ဟစ်အော်လိုက်တယ်လူအုပ်ကြီးစွန့်သွားတယ်ကျွန်တော်ကလေးချီထားတဲ့အမေကိုလက်ညှိုးထိုးပြပြီးအားလုံးကိုအော်ပြောလိုက်တယ်ကြည်ကြဆန်းဒီကလေးငိုနေတာကိုကြည်ဒီမှာအော်နေလို့လေရင်ကပြန်တက်လာမှလား
လေကြောင်းလိုင်းကမှားတာမှန်တယ်သူတို့တာဝန်ယူရမယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်တို့အလိုအဆုံးကပါလဲအစားအစာနားစရာနေရာနဲ့သူတို့ကိုစက်တိုက်ခိုက်ဖို့အင်အားပဲကျွန်တော်ဝန်ထမ်းမလေးပဲလှည့်ပြီးအမြန်ပြောလိုက်တယ်လူတွေစိတ်လွတ်ကုန်ပြီးအဓိကသူတို့ကိုစိတ်အေးအောင်လုပ်ဖို့ပဲအခုချက်ချင်းအစားအသောက်ကူပွန်နဲ့ဟိုတယ်ကူပွန်တွေကိုထုတ်ပေးလိုက်လူတွေကိုကျွေးမွေးပြီးနေရာချပေးမဟုတ်ရင်ဒါကပောက်ကွဲတော့မယ်ခင်ဗျားဒါကိုကင်တွင်နိုင်မလားဝန်ထမ်းမလေးကငိုမဲမဲနဲ့သူတို့ကမယူကြဘူးလူတိုင်းကတန်းစီပြီး boarding pass ပြမှရမှာလေးလို့ပြောတယ်ဒီလိုအချိန်မှာလှုပ်ထုံးလုံပြီးပြောနေတော့လာလို့ကျွန်တော်ဖြတ်ပြောလိုက်ပြီးကလေးမေကိုညွှန်ပြလိုက်တယ်ဒီအမေဘလောက်ပင်မနေပြီလဲကြည်ဦးကလေးကို၈နိုင်လုံးချီထားရတာအခုကူပွန်အတွက်ထက်တန်းစီရအောင်မလားကျွန်တော်အဲ့ဒီအမျိုးသမီးပဲလှည့်ပြီးအမေကြီးကျွန်တော်ကိုလက်မှတ်ပေးကျွန်တော်သွားယူပေးမယ်လို့အာနာဘာဘာနဲ့ပြောလိုက်တယ်သူမကကောက်ရုပ်တမြင်ကိုဆွဲမိတယ်လို့မျိုးလက်မှတ်ကိုကျွန်တော်လက်ထဲချက်ချင်းထည့်ပေးလိုက်တယ်